အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီမနေ့တော့9ရက်12လ2025ကျွန်တော်12နာရီ1မိနစ်မနေ့ပိုင်းအတွက်ပေါ့နော်ကျွန်တော်ကဏ္ဍလေးတွေနည်းနည်းမျှဝေပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမနေ့တော့ကျွန်တော်ရထားတဲ့ကဏ္ဍလေးတွေနှစ် site ပေါ့နော်နှစ် site ရှိတယ်အဲ့နှစ် site ကိုတော့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ90ပေါ့နော်ကျွန်တော်တို့နှလုံးပေါင်းချင်း6ကြလို့ကျွန်တော်တို့964ဆိုတဲ့ကျွန်တော်တို့964 key နဲ့ကျွန်တော်တို့964ဆိုတဲ့ break နဲ့တော့ key ရော break ကိုကျွန်တော်တို့နှစ်ခုသလုံးရိုက်တယ်ပေါ့နော်အဲ့တော့နောက်သူ့ရဲ့တပင်ကျော်မှာ39ဆိုပြီးပြန်ကြတယ်ကြလို့အဲ့39ကကျွန်တော်နှလုံးပေါင်းချင်း9ဖြစ်တဲ့အတွက်964ဆိုတဲ့ကျွန်တော်တို့ key နဲ့964ဆိုတဲ့ကျွန်တော်တို့ break နှစ်ခု4နှစ်ဆိုပြီးပြန်ကြတာပေါ့နော်ကျွန်တော်ဟုတ်ပြီဒီ4နှစ်ကြတော့ကျွန်တော်နှလုံးပေါင်းချင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့619ဆိုတဲ့ key နဲ့ကျွန်တော်တို့619ဆိုတဲ့သူက break key ရော break ရော key to break to ကျွန်တော်တို့6 break ဆိုပြန်ကြအဲ့တော့ဒီနှလုံးပေါင်းချင်း6ကြတဲ့အတွက်ကျွန်တော်တို့619ဆိုတဲ့ key ပေါ့နော်619ဆိုတဲ့ key နဲ့619 break နဲ့ကျွန်တော်တို့81ဆိုပြီးတော့မနေ့ကပြန်ရိုက်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်ပေးအောင်မယ်ဆိုရင်ကျွန်တော်တို့ဒီမနေ့တော့ကျွန်တော်နှလုံးပေါင်းချင်း9ဖြစ်တဲ့အတွက်ကျွန်တော်တို့964ဆိုတဲ့ key နဲ့သူ့ရဲ့ break ပေါ့နော်964 break ကျွန်တော်တို့ထိုးရမယ်ပေါ့နော်ပြန်ပြီးတော့ဆော့ရမယ်အဲ့တော့964 key ပေါ့နော်964 key ရှိမယ်ပြီးရင်964 break ရှိမယ်ပေါ့နော်အဲ့တော့ဘာကဏ္ဍနေရမလဲဆိုတော့ကျွန်တော်တို့9နဲ့9 break ဆိုရင်ကျွန်တော်တို့90 9နဲ့6 break ဆိုရင်9ခွန်4 break ဆိုရင်95ပေါ့နော်ကျွန်တော်6နဲ့ဆိုရင်ဘာရှိမလဲဆိုတော့68ရှိမယ်4 break ဆိုရင်9 break ဆိုရင်639 break ဆိုရင်63ရှိမယ်ကျွန်တော်6 break ဆိုရင်တော့60ပေါ့နော်ပြီးတော့4နဲ့ဆိုရင်ကျွန်တော်တို့9 break ဆိုရင်ဘာရှိမလဲဆိုတော့4 5ရှိမယ်ကျွန်တော်တို့4 2ရှိမယ်6 break ဆိုရင်4 break ဆိုတော့ကျွန်တော်တို့40ပေါ့နော်ဒီကဏ္ဍ9ခွက်ကျွန်တော်တို့ရမယ်ပေါ့နော်ဒီမနေ့အတွက်ကိုပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဒီမှာတပင်ကျော်ပေါ့နော်သူ့ရဲ့တပင်ကျော်36ရှိမယ်ပြီးရင်နောက်တပင်ကျော်မှာ39ဆိုတာရှိမယ်အဲ့တော့ကျွန်တော်တို့နှလုံးပေါင်းကြီး6ဖြစ်တဲ့အတွက်ဒီ6อ่ะပေါ့နော်ဒီ6ကသူ့ရဲ့နောက်ပိတ်6ဆိုပြီးပြန်ရိုက်တယ်အဲ့တော့သူ့တပင်ကျော်မှာကျွန်တော်4နှစ်ရှိတယ်4နှစ်ရှိတဲ့နှလုံးပေါင်းကြီး6ကကျွန်တော်တို့6လို့ဆိုပြီးတော့ဒီမှာပြန်ရိုက်တယ်ပေါ့နော်အဲ့တော့သူ့တပင်ကျော်မှာကျွန်တော်တို့နှလုံးပေါင်းကြီး6ဖြစ်တဲ့အတွက်ဒီ6က6ဆိုပြီးပြန်ရိုက်ရင်ကျွန်တော်တို့6နောက်ပိတ်နေပေါ့နော်6တလုံးပိုင်နဲ့ကျွန်တော်တို့ဆော့ရမယ်ဆိုရင်အဲ့တော့ဘာရှိမလဲဆိုရင်90ရှိမယ်9ခွန်ရှိမယ်ကျွန်တော်တို့95ရှိမယ်ပေါ့နော်အဲ့တော့အဲ့3ခွက်ရှိမယ်ပေါ့နော်ဒါကတော့ကျွန်တော်တစ် site ပေါ့နော်တစ် site နောက်တစ် site ကကျွန်တော်ဘာလဲဆိုတော့ဒီမှာပေါ့နော်ဒီနှလုံးပေါင်းချင်းကျွန်တော်တို့3ညဖြစ်တဲ့အတွက်3ညထိပ်စီးရပြန်ရိုက်တယ်ဒီနှလုံးပေါင်းချင်း10ဖြစ်တဲ့အတွက်ကျွန်တော်တို့10ထိပ်စီးဆိုပြီးရိုက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ပြင်မှာကျွန်တော်တို့နှလုံးပေါင်းချင်း10ဖြစ်တဲ့အတွက်ကျွန်တော်တို့10ထိပ်စီးဆိုပြီးပြန်ရိုက်ရင်10ဆိုပြီးရိုက်ရင်10ထိပ်စီးပေါ့နော်10ထိပ်ရိုက်မယ်10ထိပ်ရိုက်ပြီးသူ့ရဲ့နောက်ပိတ်ပေါ့နော်သူ့ရဲ့နောက်ပိတ်ကပဲလာဆိုဒီနှလုံးပေါင်းချင်း1ကြတဲ့တော့သူ့ရဲ့ power 6ဆိုပြီးကြတယ်ပြီးရင်ဒီနှလုံးပေါင်းချင်း10ဖြစ်တဲ့အတွက်သူ့နှစ်ခက်1ဆိုပြီးပြန်ကြတာပေါ့နော်အဲ့တော့ကျွန်တော်နောက်ပိတ်အတွက်ကိုဒီနှလုံးပေါင်းချင်းခွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်လို့ကြရင်ခွန်နောက်ပိတ်ပေါ့နော်ခွန်ပိတ်ရှိမယ်ပြီးရင်သူ့ power 2ဆိုရင်2ရှိမယ်ပြီးရင်နောက်တစ်ခုက3ညပေါ့နော်သူ့ရဲ့ power နှစ်ခက်အဲ့တော့ဒါကတော့အပိတ်ကလေးပေါ့နော်အဲ့တော့ဘာရှိမလဲဆိုတော့ကျွန်တော်တို့3ခွက်ရမယ်ပေါ့နော်8ခွန်ရယ်ကျွန်တော်တို့8နှစ်က80ရယ်ဆိုပြီးကျွန်တော်တို့3ခွက်ရမယ်ပေါ့နော်ဒါကတော့တစ် site ပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ရှေ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့နော်သူ့ break ပေါ့နော် break ကဒီစီနှလုံးပေါင်းချင်းနောက်ပိတ်နှလုံးပေါင်းချင်းရတဲ့ power နှစ်ခက်ကကျွန်တော်တို့တပင်ကျော်မှာကျွန်တော်ပြန်ပြီးတော့ break တွေပြန်ရတယ်ပေါ့နော်အဲ့တော့ဒီမှာမနေ့ကဆိုလဲကျွန်တော်တို့ခွန်3ညနှစ်နဲ့ကျွန်တော်တို့4 9နှစ်9 break ကြာပါတယ်ပေါ့နော်မနေ့ပိုင်းမှာဒါကတော့နေကုန်အတွက်အကျုံးဝင်တဲ့ဟာပေါ့နော်အဲ့တော့ဒီမနေ့အတွက်ကိုကျွန်တော်တို့8နဲ့9နဲ့ပေါင်းရင်ခွန်ပေါ့နော်ခွန်ဆိုတော့ခွန်3ည2ရယ်ကျွန်တော်တို့1နဲ့2နဲ့ပေါင်း3 385ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီ break နှစ်ခုပေါ့နော်ဒီ break နှစ်ခုကကျွန်တော်တို့တနေကုန်အကျုံးဝင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာသွားကြိုက်လဲဆိုတော့385ပေါ့နော်ကျွန်တော်5 break ရှိမယ်
ဒီမှာခွန်3ညနဲ့ဆိုရင်3ည break ပါမယ်ပြီး385မှာလည်း10 break ပါမယ်ပေါ့နော်ဒီကောင်ကဒီတစ် site ကတော့ကျွန်တော်3ခွက်ရတယ်ဒီကောင်ကတော့ကျွန်တော်တို့9နောက်ပေးနေဆိုရင်တော့ဆော့အောင်မှာတော့ဒီ3ခွက်ပဲရှိတယ်ပေါ့နော်3ည9ရယ်ခွန်9ရယ်5 9ရယ်အဲ့တော့ကျွန်တော်ညီကောင်မောင်နှမတွေဝါသနာတူတွေပေါ့နော်စိတ်ဝင်စားတဲ့ညီကောင်မောင်နှမတွေအဆင်ပြေတဲ့ site ပေါ့နော်ကိုနဲ့ကိုကြိုက်တဲ့ပုံစံလေးကိုကဏ္ဍလေးကိုယူပြီးတော့ကျွန်တော်ဆော့လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ပြချင်တာက break ပြန်ပေါ့နော် break ပြန်ဆိုတာကျွန်တော်တို့ဘယ်ရစလဲဆိုတော့ကျွန်တော်တို့အပင်ကြီးတော်တော်များများလဲကျွန်တော်တို့မှန်တယ်ပေါ့နော်မှန်ခဲ့ပြီကျွန်တော်နည်းနည်းပဲကျွန်တော်ပြလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီကနေကျွန်တော်တို့စပြလိုက်မယ်ပေါ့နော်ဒီမှာရှစ်တနင်္လာနေ့မှာကျွန်တော်တို့ရှစ် break ကြတဲ့အတွက်သူ့ရဲ့ power နက်ခတ်ကျွန်တော်831ဆိုတာ831ဆိုတဲ့ break ပေါ့နော်အဲ့ break ကသူ့ရဲ့တစ်ဖက်လုံးမှာကျွန်တော်အကျုံးပြန်ဝင်တယ်ပေါ့နော်အဲ့တော့ဒီမှာဘာကြလဲဆိုတော့တစ် break ကြတယ်ပေါ့နော်ဒီမှာတော့တစ်ခါပဲပြန်ကြသွားတယ်ပေါ့နော်ဒီရှေ့ပင်တွေမှာတော့သူက3-4ချိန်ကြတယ်ပေါ့နော်ဒီမှာဆိုရင်တနင်္လာနေ့ရှေ့ကြတဲ့အတွက်ကျွန်တော်831ဆိုရဲ break တွေပြန်ရိုက်တယ်ပေါ့နော်ဥပမာ83တစ် break ဒီမှာဆိုရင်3 break เนาะဒီမှာ10 break ဒီမှာ1 break အဲ့လိုမျိုးတွေ break တွေပြန်ရိုက်သွားတယ်ပေါ့နော်အဲ့ဒါတော့ရှောက်ကျွန်တော်တင်းနေတာနေ့ဒီမှာဆိုရင်ခွန်9ထွက်တယ်ခွန်9ထွက်တယ်ဆိုတော့ကျွန်တော်တို့အဲ့ခွန်9ရဲ့ကျွန်တော်တို့ power နက်ခတ် break ပြန်2ခွန်4ဆိုတဲ့ break ကျွန်တော်2 break เนาะဒီမှာတော့ဒီမှာဆို2ချိန်ကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလဲအခုပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့90ပေါ့နော်90ထွက်တယ်90ထွက်တဲ့အတွက်သူ့ရဲ့ power နက်ခတ်ကျွန်တော် break ပြန်964ဆိုတဲ့ break က9 break 6 break 6 break တော့ရှောက်ပေါ့နော်သူ့ရဲ့ break တွေအကုန်ပြန်ရိုက်သွားတယ်ဆိုတော့ကျွန်တော်တို့အခုဒီတစ်ပတ်မှာဆိုရင်ကျွန်တော်တို့8တိကြားတဲ့အတွက်6ဖြစ်တဲ့အတွက်ကျွန်တော်တို့964ပဲပေါ့နော်အဲ964ဆိုတဲ့ break ကကျွန်တော်တို့တစ်ပတ်လုံးစာအတွက်ကျွန်တော်တို့အကျုံးဝင်တယ်ပေါ့နော်964 break အဲ့ဒီကောင်ကကျွန်တော်တို့မဖြစ်မနေပေါ့နော်ဒီ break လေးကိုကျွန်တော်တို့ကင်ပြီးတော့ဆော့မယ်ဆိုရင်တော့ကျွန်တော်တို့ညီကောင်မောင်နှမတွေအဆင်ပြေလောက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့သူကတော့ရှောက်ကျွန်တော်တို့ကြာလာတဲ့အတွက်ဒါထက်ကြောက်ဦးမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ကတော့ဒီမနေ့တော့လောက်ပဲပေါ့နော်အဆင်ပြေတယ်ဆိုရင်တော့ဒီကဏ္ဍလေးတွေအထဲမှာအဆင်ပြေတဲ့ကဏ္ဍကိုကျွန်တော်ယူပြီးတော့သုံးလို့ရပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်